သွားပြန်ပြီခွေးလုံးဆိုတော့ပြဿနာရှာပြီအညာသားတော့သွားလို့ပြန်ညာသားတော့မလုံးနဲ့ဟဲ့ဟာသူနိုးထိုင်နေအောင်သွားမရိုင်းနဲ့လေနင်တော်ဆိုးပါလားဟဲ့ကောင်မကိုတော်မလုံးနဲ့လို့ပြောနေဟဲ့နေဘူးလားရှိုက်ပြီဆိုးနေတနေ့ပဲရှိသေးတယ်တော့တစ်ချောင်းနဲ့လိုက်ရိုက်နေရပြီကျော်လဲတော့မဟုတ်ဟာနှစ်နှစ်လောက်ဆိုလမ်းမှာလိုက်ဖမ်းရမယ်နော်ဟေး